အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ Photoshop CS နဲ့ designer လေးတစ်ခုလုပ်ကြည့်အောင်အဲ့တော့ဘယ်လို design များနားမျိုးလဲဆိုတော့ကျွန်တော်တို့တွေအခုเนาะဒီလိုမျိုး design လေးပေါ့เนาะဒီလိုမျိုး design လို့ကျွန်တော်တို့တွေအလွယ်တကူဘယ်လိုမျိုးလုပ်ဆောင်မလဲဆိုတော့ကျွန်တော်ကြည့်အောင်အဲ့တော့အရင်ဆုံးကျွန်တော်တို့တွေ file ကနေတစ်ဆင့် new ကိုနော်သွားမယ်အဲ့တော့ new တိဆောက်တဲ့နေရာမှာကိုယ့်ရဲ့ background ပေါ့နော်ကိုအဲ့ဒီ design မလုပ်လို့ကျွန်တော်တို့ဘယ် design မလုပ်လို့ကျွန်တော်တို့တွေနောက်ခံ color ကိုအရင်ယူရမှာဖြစ်ပါတယ်အဲ့တော့နောက်ခံ color နဲ့ light ဖတ်တဲ့အရာကိုလည်းကျွန်တော်တို့လုပ်ဆောင်မှာဖြစ်ပါတယ်အဲ့တော့ခုလောဆိုကျွန်တော်ကနေပြီးတော့ဒီနောက်ခံကိုကျွန်တော်တို့တွေขอบคุณนะคะ1မှာကျွန်တော်တို့တွေ15လက်မှထားထားတယ်เนาะ height မှာတော့ကျွန်တော်တို့22လက်မှထားထားတယ် resolution မှာတော့ကျွန်တော်တို့300ဆိုပြီးကျွန်တော်တို့ထားထားတယ်ပြီးရင်ကျွန်တော်တို့ okay အဲ့တော့ဒီနောက်ခံ background ကိုကျွန်တော်တို့တွေအမဲအောင်လိုချင်တယ်ဆိုရင်တော့ကျွန်တော်တို့တွေအလွယ်တကူလုပ်ချင်တယ်ဆိုရင် keyboard ကအလွယ်တကူလုပ်ချင်တယ်ဆိုရင်ကျွန်တော်တို့တွေအောက်ကအယောင်မှာကျွန်တော်တို့တွေအမဲအောင်ပြောင်းပြလိုက်ပါအမဲအောင်ပြောင်းပြီးရင်တော့ကျွန်တော်တို့တွေဆေးပုံးနဲ့လည်းကျွန်တော်တို့တွေကလစ်လိုက်လို့ရပါတယ်เนาะဆေးပုံးကိုရွေးချယ်ပြီးတော့ကျွန်တော်တို့တွေဒီ background ပေါ်မှာကျွန်တော်တို့တွေကလစ်လိုက်လည်းရပါတယ်အဲ့လိုမှမလုပ်ချင်ဘူးဆိုရင်တော့ keyboard ပေါ်ကနေပြီးတော့ order delete ဆိုတော့ကျွန်တော်နှိပ်လိုက်လို့ရပါတယ်ဟုတ်ပြီအဲ့တော့အဲ့လိုမျိုး background ဖြစ်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့တွေဒီအဖြူပုံစံလေးကိုကျွန်တော်တို့တွေဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်ကြည့်အောင်အဲ့တော့အရင်ဆုံးကျွန်တော်တို့တွေတွားမှာเนาะအဲ့လိုတော့ကျွန်တော်တို့တွားမယ်အဲ့လိုတော့ကနေပြီးတော့ကျွန်တော်တို့တွေရှေ့ရဒီမှာတော့ကျွန်တော်တို့လိုချင်တဲ့ background တွေကိုကျွန်တော်တို့ပြောင်းပေးထားမှာဖြစ်ပါတယ်เนาะအရင်ဆုံးအနေနဲ့ကျွန်တော်ကနေတော့ background ကိုပြောင်းပေးထားမယ်ပြီးရင်ကျွန်တော်တို့တွေဒီမှာပုံစံအကြထားပေးထားမယ်အဲ့တော့ပြီးရင်ကျွန်တော်တို့တွေရှေ့ရ order ရေကိုကျွန်တော်တို့နှိပ်ထားပြီးတော့ကျွန်တော်တို့အရှစ် key ကိုနှိပ်ထားပြီးတော့ကျွန်တော်တို့ဆွဲပေးမယ်နောက်အလဲဆန္ဒကြကြအောင်ဟုတ်ပြီကျွန်တော်ရှစ် key ဆွဲပြီးလို့ရှိရင်တော့ကျွန်တော်တို့တွေ mood ကိုတစ်ချက်ပြန်သွားမယ် mood တစ်ချက်ပြန်သွားပြီးကျွန်တော်တို့ရဲ့အလဲဆန္ဒကြဖို့အတွက် keyboard ပေါ်က control A ဆိုတာကို alt select ပေးလိုက်ပါပေးပြီးဒီဘားထဲမှာကျွန်တော်တို့ကြည့်မယ်အဲ့တော့အလဲဆန္ဒကြဖို့အတွက်ကျွန်တော်တို့တွေအလဲဆန္ဒကြတဲ့ဥစ္စာလေးကျွန်တော်တို့တွေလိုက်ပြီး click ပေးမယ်ဒါဆိုရင်ကျွန်တော်တို့အလဲဆန္ဒကြသွားပြီဖြစ်ပါတယ်ပြီးရင် select ကိုပြန်ဖြောက်ဖို့ control T ကိုတစ်ချက်ပြန်နှိပ်ပါအဲ့တော့ပြီးရင်ကျွန်တော်တို့တွေဘယ်ကိုသွားမလဲဆိုအောက်ဆုံးကပဲကျွန်တော်တို့တွေကျွန်တော်ရွေးပြီးတဲ့နေရာကနေကျွန်တော်တို့သွားမယ်เนาะအဲ့ကနေပြီးတော့ကျွန်တော်တို့ဘယ်ကိုသွားမလဲဆိုရင်ကျွန်တော်တို့တွေ color overlay ဆိုတော့ကျွန်တော်သွားမယ်ဒီ color overlay မှာတော့ကျွန်တော်တို့ပြောင်းကျင်တဲ့အရာကိုပြောင်းလို့ရတယ်အဲ့တော့ကျွန်တော်တို့နောက်ခံနဲ့ကျွန်တော်တို့နောက်ခံကိုနဲ့ဒန်းနဲ့အကွက်ယူမယ်ဆိုရင်တော့ကျွန်တော်တို့နောက်ခံအရာကိုကျွန်တော်တို့ black ဆိုတဲ့ဥစ္စာပေါ့เนาะအမဲရောင်ကျွန်တော်ပြောင်းပေးလိုက်မယ်ပြီးရင်တော့စတုံးကိုကျွန်တော်တို့တစ်ချက်သွားမယ်စတုံးမှာတော့ကျွန်တော်တို့တွေကအဝိုင်းဥစ္စာကိုကျွန်တော်တို့ဘာရောင်ယူမှာလဲကိုလိုချင်တဲ့ရောင်ပေါ့နော်အနီရောင်ဆိုအနီရောင်ကျွန်တော်တို့တွေအပြာရောင်ဆိုအပြာရောင်ဆင်းရောင်ဆိုဆင်းရောင်ပေါ့အခုလောလောဆယ်ကျွန်တော်တော့အဖြူရောင်ပဲယူထားတယ်ပြီးရင်တော့ဒီမှာတော့ကျွန်တော်တို့တွေ site မှာတော့ကျွန်တော်တို့သတ်မှတ်ချင်တဲ့ site ကိုကျွန်တော်တို့သတ်မှတ်လို့ရတယ်ကျွန်တော်ကနေပြီးတော့နော် 80% ဆိုပြီးတော့ကျွန်တော်တို့သတ်မှတ်လဲရတယ်နောက် 90% ဆိုပြီးတော့ကျွန်တော်မှတ်ထားလို့ရတယ်ဟုတ်ပြီ okayဒါကလည်းပြီးသွားပြီဆိုရင်တော့ဒီဥစ္စာကိုကျွန်တော်တို့တွေဒီလိုမျိုးပုံစံအောင်ပဲကျွန်တော်တို့တွေ copy layer တစ်ခုထပ်လုပ်ရမယ်ဟုတ်ပြီကျွန်တော်တို့ copy layer ဘယ်လိုထပ်လုပ်မလဲကျွန်တော်ကြည့်အောင် keyboard ပေါ်ကနေပြီးတော့ control J ကိုနှိပ်လိုက်မယ်နော် keyboard က control J နှိပ်လိုက်တာနဲ့ copy layer တစ်ခုပွားလာမှာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်အဲ့တော့ copy layer ကိုကျွန်တော်တို့တွေ effect ရှိတယ် stone ရှိတယ် color over ရှိတယ်အဲ့တော့ကျွန်တော်တို့ဘယ်ကိုနှိပ်ရမလဲဆို stone ကိုကျွန်တော်တို့မနှိပ်ခင်မှာကျွန်တော်တို့တွေ keyboard ပေါ်က control T ကိုနှိပ်လိုက်ပါ control T နှိပ်လိုက်တာနဲ့ပေါက်လေးပေါ်လာမယ်ပေါက်လေးပေါ်လာရင်နော် control order ရဲ့ shift key ကိုနှိပ်ပြီးတော့ကျွန်တော်တို့အနည်းငယ်သေးပေးလိုက်ပါဟုတ်ပြီပြီးရင် enter key ကိုကျွန်တော်တို့ချက်ခေါက်လိုက်မယ်ခေါက်ပြီးတော့ရှင်ကျွန်တော်တို့ခုနပြောတဲ့အတိုင်း effect ရှိမယ် stone ရှိမယ် color over ရှိမယ်အဲ့တော့သုံးခုတည်းကျွန်တော်တို့ stone ဆိုတဲ့ဥစ္စာကိုနှစ်ချက်ကလစ်ပြီးတော့ကျွန်တော်တို့ဝင်သွားလိုက်မယ်အဲ့တော့ stone ဆိုတဲ့နေရာရောက်ပြီဆိုလို့ရှင်ကျွန်တော်ခုနဥစ္စာနဲ့ကျွန်တော်တို့သေးကျင်တဲ့အတွက်90% မှာကျွန်တော်တို့တွေ90% ထားလိုက်ရပါတယ်အဲ့တော့ပြီးရင် okay ပေါ့
ဒါဆိုရင်ကျွန်တော်တို့တွေဒီလေယာနှစ်ခုကရသွားပြီဖြစ်ပါတယ်ဟုတ်ပြီအဲ့လေယာနှစ်ခုကိုကျွန်တော်တို့ပေါင်းကျင်လည်းရတယ်မပေါင်းကျင်လည်းရတယ်နော်အဲ့တော့ကျွန်တော်ဒီနှစ်ခုပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီနှစ်ခုကိုကျွန်တော်တို့ပေါင်းဖို့အတွက်နော်နှစ်ခုလုံးကိုဆက်လက်ပေးရမှာဖြစ်ပါတယ်နှစ်ခုလုံးကိုလေယာနှစ်ခုကိုဆက်လက်ပေးဖို့အတွက် control နှိပ်ထားပြီးတော့ဆက်လက်ပေးလို့ရပါတယ်နောက်ပြီးရင်တော့ control E ဆိုတော့ကျွန်တော်တို့ချက်နှိပ်ပါတယ်ဒါဆိုလို့ရှိရင်လေယာနှစ်ခုကကျွန်တော်တို့တွေပူးသွားမှာဖြစ်ပါတယ်အောက်စတိုးလေယာပြီးရင်ဒီဥစ္စာကိုလည်းကျွန်တော်တို့တွေ3လေယာဆိုတော့ကျွန်တော်တွေနှိပ်ပေးမယ်အဲ့နှစ်ခုလုံးကိုကျွန်တော်တို့တွေ control E နဲ့ကျွန်တော်တို့တွေပေါင်းပေးမယ်အဲ့တော့နောက်တစ်ခုကျွန်တော်တို့ထပ်လုပ်အဲ့တော့ဒီနှစ်ခုပြီးသွားရင်တော့ကျွန်တော်တို့တွေနောက်တစ်ခုကျွန်တော်ထပ်လုပ်ကြည့်အောင်နောက်တစ်ခုကတော့ကျွန်တော်တို့တွေအပေါ်ဆုံးမှာကျွန်တော်တို့တွေစာရေးဖို့အတွက်၄000ဒီဇိုင်းတွေကိုကျွန်တော်တို့လုပ်ဖို့အတွက်နောက်ယူလိုက်တဲ့၄000တိုးနေအောင်ကျွန်တော်တစ်ချက်ယူမယ်ရွေးပြီးရင်ကိုလိုချင်သလောက်ပေါ့နော်ကိုလိုချင်သလောက်အတိုင်းအတာတစ်ခုဆွဲလိုက်ဟုတ်ပြီကိုလိုချင်တော့အတိုင်းအတာတစ်ခုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့တွေ control G နဲ့ copy တစ်ခုထပ်ပွားမယ်ပွားပြီးရင် control T ကိုတစ်ချက်ထပ်နှိပ်မယ် control T တစ်ချက်နှိပ်ပြီးတော့ကျွန်တော်တို့ shift key ပေါ့နော် shift key နဲ့ order key နှိပ်ပြီးကျွန်တော်တို့သိပေးမယ်ဟုတ်ပြီကျွန်တော်သိပြီးပြီဆိုရင်တော့ကျွန်တော်တို့ apply လုပ်လိုက်ပါ move တို့နှိပ်ပြီးကျွန်တော်တို့ apply အောင်နှိပ်မယ်နှိပ်ပြီးလို့ရှိရင်ကျွန်တော်တို့ခုနအတိုင်းကျွန်တော်တို့ဘယ်ကိုသွားမလဲဆို stone ကိုသွားမယ်နော် stone မှာကျွန်တော်တို့အဖြူရောင်ပြောင်းမယ်ပြီးရင်ဒီမှာတော့ကျွန်တော်တို့တွေကိုထားခြင်းနဲ့ percent ထားလို့ရပါတယ်နောက်ပြီးတော့ကျွန်တော်တို့တွေ color over ကိုချက်သွားမယ် color over မှာတော့ကျွန်တော်တို့အဖြူရောင်ပဲထားပါမယ်အနက်ရောင်ထားလိုက်မယ်အနက်ရောင်လည်းထားလို့ရတယ်အဖြူရောင်လည်းထားလို့ရတယ်အဲ့တော့ကျွန်တော်တို့ထားခြင်းနဲ့ပုံစံမျိုးကိုကျွန်တော်တို့ထားလို့ရပါတယ်ပြီးရင် okayအဲ့တော့ကျွန်တော်တို့ဒီမှာဘယ်လိုမျိုးထားလဲထားခြင်းတဲ့ပုံစံမျိုးကိုကျွန်တော်တို့ထားလို့ရတယ်အဲ့တော့ကျွန်တော်တို့ဒီမှာကျွန်တော်တို့ရအဖြူအောင်ထားပြီးတော့ကျွန်တော်တို့ stone ကိုချက်သွားမယ်သွားပြီးတော့ကျွန်တော်နော် color over မှာကျွန်တော်တို့အဖြူရောင်ပြန်ပြောင်းဟုတ်ပြီ stone မှာကျွန်တော်တို့အနက်ရောင်ကျွန်တော်တို့ပြောင်းလို့ရပါတယ်ပြီးရင် okayပြီးတော့နောက်တစ်ခုမှာတော့ကျွန်တော်တို့ဒီမှာကတော့ကျွန်တော်တို့ဘယ်ကိုသွားမလဲဆိုရင်ကျွန်တော်တို့ stone ကိုကျွန်တော်တို့ stone ကိုသွားမှာဖြစ်ပါတယ်အဲ့ stone ကိုမသွားခင်မှာကျွန်တော်တို့ over နော် color over ကိုတစ်ချက်နှိပ်မယ်နှိပ်ပြီးတော့ကျွန်တော်တို့ဘယ်ဥစ္စာပြောင်းမလဲကျွန်တော်တို့အဖြူအောင်ပြောင်းလို့ရပါနော်ဒီလိုမျိုးလဲကျွန်တော်တို့ပြင်ဆင်သွားလို့ရပါတယ်အဲ့တော့ဒီလိုမျိုးကျွန်တော်တို့ကမပြင်ဆင်ခြင်းဘူးဆိုလို့ရှိရင်လည်းကျွန်တော်ဒီမြင့်နီးလန်းနဲ့လည်းကျွန်တော်တို့ပြင်ဆင်လို့ရပါတယ်ဒီမြင့်နီးလန်းလိုက်လည်းရှိပါတယ်အဲ့တော့ဒီမှာတော့ကျွန်တော်တို့ color over မှာတော့ကျွန်တော်တို့ဘာပြောင်းမလဲဆိုရင်ကျွန်တော်တို့သိတာတဲ့ဥစ္စာတစ်ခုပြောင်းထားလိုက်မယ်
ကိုလိုချင်တဲ့နေရာတွေမှာကိုတွေကျွန်တော်တို့ဖြစ်ရှင်တဲ့ဥစ္စာလေးတွေကျွန်တော်တို့ထပ်ပြီးတော့ပြန်ပြင်လို့ရပါတယ်ပြီးရင်တော့ကျွန်တော်တို့ဒီကာလာဥပမာမှာလည်းကျွန်တော်တို့အဖြူရောင်နေရာမှာကျွန်တော်တို့ဒီခုနအရောင်ပဲကျွန်တော်ပြန်ပြောင်းပေးလို့ရတယ်ပြီး okay ပြီး okay အဲ့တော့ဒီနှစ်ခုလုံးကိုကျွန်တော်တို့ဘာလုပ်မလဲဆိုရင် mouse ရဲ့ right click နှိပ်မယ်နောက် start layer ဆိုတော့ကျွန်တော်တို့နှိပ်ပေးမယ်နှစ်ခုလုံးကျွန်တော်နှိပ်ပြီးဘာလုပ်မလဲဆိုရင်ကျွန်တော်တို့ဒီနှစ်ခုလုံးကိုကျွန်တော်တို့ကိုးရမှာဖြစ်တဲ့အတွက်နှစ်ခုလုံးကိုကျွန်တော်တို့ဆက်လက်ပေးမယ်လေယာနှစ်ခုလုံးကိုကျွန်တော်တို့ဆက်လက်ပေးပြီးတော့ control T ကိုတစ်ချက်နှိပ်လိုက်ပါနောက် control T နှိပ်ပြီးတာကျွန်တော်တို့နော်control T နှိပ်ပြီးတာနဲ့ပေါက်ထဲမှာ mouse ရဲ့ right click နှိပ်ပြီးတော့ mouse ဆိုတော့ကျွန်တော်နှိပ်ပြရမှာဖြစ်ပါတယ်အဲ့နှစ်ခုလုံးကျွန်တော်တို့ဆက်လက်ပေးပြီးတော့ control E ဆိုတာနဲ့ကျွန်တော်တို့ပေါင်းလိုက်မယ်အဲ့တော့ control E ပေါင်းပြီးတာကျွန်တော်တို့ဒီလိုမျိုးဖြစ်သွားမှာဖြစ်ပါတယ်ဖြစ်သွားပြီဆိုတာနဲ့ကျွန်တော်တို့ control T နှိပ်မယ် control T နှိပ်ပြီးတော့ကျွန်တော်တို့ mouse right click နှိပ်ပြီးတော့ warp ဆိုတော့ကျွန်တော်ချက်နှိပ်ပေးမယ်နောက်နှိပ်ပေးပြီဆိုတာနဲ့ကျွန်တော်တို့ဒီအပေါ်ကဘားတန်းရဲ့နေရာမှာကျွန်တော်တို့လိုချင်တဲ့အခုံးနေရာကိုကျွန်တော်တို့ပြောင်းပေးမယ်နော်ပြီးရင်တော့ကျွန်တော်တို့အောက်ဆုံးအောက်ကိုနည်းနည်းဆွဲချပေးမယ်အခုံးတော့ကိုလိုချင်တဲ့ဒီဇိုင်းပေါ့နော်ကိုလိုချင်တဲ့ဒီဇိုင်းကိုဆွဲချလို့ရတယ်နော်ကိုလိုချင်တဲ့ပုံစံဆွဲပြီးရင်တော့ကျွန်တော်တို့မူတိုးနေပြီး apply ဆိုတော့ကျွန်တော်ချက်နေမယ်ဟုတ်ပြီကိုလိုချင်တဲ့ပုံစံရပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီအရောင်ကျွန်တော်တို့ခုနကကျွန်တော်တို့စတုံးမှာကျွန်တော်တို့တွေမပြောင်းခဲ့ဘူးဒီမှာပဲကျွန်တော်တို့ပြောင်းမယ်ဒီဥစ္စာနောက်ထပ်သမီးအရောင်ပြောင်းတာပါအဲ့တော့ကျွန်တော်ရွေးပြလိုက်တဲ့ slab တော့ပုံစံကျွန်တော်ရွေးပြမယ်ရွေးပြီးလို့ရှိရင်ဒီနေ့အဲ့မှာကျွန်တော်တို့အမှန်ကျစ်ပေးထားပါမယ်နော်အမှန်ကျစ်ပေးထားမယ်အမှန်ကျစ်မပေးထားဘူးဆိုရင်တော့ကျွန်တော်နှိမ့်မလို့ရှိရင်ကျွန်တော်တို့တရောင်စီတောင်းမှာကိုလည်းကျွန်တော်တို့မြင်ရမှာပါcontrol D အမှန်ကျစ်ပေးပြီးတော့ကျွန်တော်ဆက်လက်ကြည့်အောင်အမှန်ကျစ်ပေးရင်တော့ကျွန်တော်တို့ဘေးရတစ်ခုလောက်သွားတာကိုတွေ့ရတာဖြစ်ပါတယ်အဲ့တော့အမှန်ကျစ်ကိုကျွန်တော်တို့ဖြောက်ထားမယ်နော်အမှန်ကျစ်ဖြောက်ထားပြီးတော့ကျွန်တော်တို့မောက်လေးနဲ့တစ်ချက်နှိပ်ပေးမယ်အဲ့တော့ပြီးရင်သူဆက်လက်ပြသွားတာတွေ့တဲ့အတွက်ကျွန်တော်တို့မဲရောင်ကာလာမှာကျွန်တော်တို့အဖြူရောင်ကာလာပြောင်းပြီးတော့ကျွန်တော်တို့ကီးဘုတ်ပေါ်က order delete ကိုကျွန်တော်တစ်ချက်နှိပ်ပေးလိုက်မယ်နော်ဟုတ် okay ဒါဆိုလို့ရှိရင်တော့ select ကိုပြန်ဖြောက်ဖို့အတွက် control ရဲ့ D ရဲ့တွန်းနှိပ်လိုက်ပါတွန်းနှိပ်ရင်တော့ကျွန်တော်ရပါပြီတကယ်တော့ကျွန်တော်တို့ဒီစာအရန်ကြီးနေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ control T ကိုနှိပ်ပြီးတော့ကျွန်တော်တို့နည်းနည်းသိငယ်လို့ရပါတယ်okay နော်အဲ့တော့ကိုလိုချင်လို့တေးလို့ရတယ်အဲ့တော့ဒီဥစ္စာကိုကျွန်တော်တို့ copy တစ်ခုပွားမယ် copy တစ်ခုပွားဖို့အတွက် order key ကိုနှိပ်ထားပြီးတော့ mouse လေးနဲ့တစ်ချက်ဆွဲလိုက်ပါနော် mouse လေးနဲ့တစ်ချက်ဆွဲပြီးလို့ရှိရင် control T တစ်ချက်နှိပ်မယ် control T တစ်ချက်နှိပ်ပြီးနောက်ပြီးတော့ box လေးထဲမှာကျွန်တော်တို့ mouse ရဲ့ right click နှိပ်ပြီးတော့ကျွန်တော်တို့ဝင်လိုက်တဲ့နေရာကနေပြီးတော့ကျွန်တော်နှိပ်သွားမယ်နော်ဒါဆိုရင်ဒီလိုမျိုးဖြစ်သွားမှာအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့မောက်လေးနဲ့ဆွဲချသွားလို့ရပါတယ်ဟုတ်လားအဲ့တော့ဒီကောင်အလဲဆန္ဒကြဖို့အတွက် control A offset ပေးမယ်ပေးပြီးအလဲဆန္ဒကြဖို့အတွက်အလဲကိုကျွန်တော်နှိပ်ပေးမယ်ပြီးရင်တော့ control D အဲ့တော့အပေါ်ဥစ္စာကိုလည်းကျွန်တော်တို့အလဲဆန္ဒကြဖို့အတွက်control A offset ပေးပြီးတော့ကျွန်တော်တို့အလဲဆန္ဒကိုချပေးမယ် okay ဒါဆိုရင်ကျွန်တော်တို့control D
ဒါဆိုရင်ကျွန်တော်တို့လိုချင်တဲ့ design တော့တဖြည်းဖြည်းနဲ့ရလာပြီအဲ့တော့ကျွန်တော်တို့လိုချင်တဲ့ design ရသွားပြီဆိုလို့ချင်းအလဲပုံစံတော့ကိုကြိုက်တဲ့ပုံစံထည့်လို့ရပါတယ်အဲ့တော့ကျွန်တော်ခုနလောက်သွားတဲ့ဒီတိုးတွေထဲကပဲကျွန်တော်တို့အောက်ဆုံးကတိုးကိုကျွန်တော်တို့ရွေးမယ်ရွေးပြီးရင်တော့ဒီထဲမှာတော့ကျွန်တော်တို့တွေ online ပေါ်ကနေ download လုပ်လို့ရတဲ့เนาะ design တွေလည်းရှိသလိုသူ့မှာမူရင်းပါလာတဲ့ design တွေလည်းရှိပါတယ်အဲ့တော့ကျွန်တော် design တစ်ခုကိုကျွန်တော်တို့တွေထည့်ကြည့်အောင်ဟောကျွန်တော်နှိပ်လိုက်မယ်အဲ့တော့ဒီ design ကိုဆွဲတဲ့နေရာမှာကျွန်တော်တို့တွေเนาะ shift key ရဲ့ order key ကိုနှိပ်ပြီးတော့ကျွန်တော်တို့ဆွဲနေရမလို့ပါဘူးကျွန်တော်တို့ shift key တစ်လုံးနဲ့ပဲเนาะနှိပ်ပြီးတော့ကျွန်တော်တို့ဆွဲလိုက်မယ်ပြီးရင်တော့ကျွန်တော်တို့အလဲစနာမှာကျွန်တော်တို့ထားမယ်ပြီးရင်တော့ဒီဥစ္စာကိုကျွန်တော်တို့ mouse right click နှိပ်ပြီးတော့ restore layer ဆိုတာကိုကျွန်တော်နှိပ်ပေးမယ်ပြီးရင် control T နှိပ်မယ်နှိပ်ပြီးရင်ကျွန်တော်တို့အနည်းငယ်သေးမှာပါဗျာဟုတ်ပြီအဲ့တော့ဒီကောင်ကလည်းကျွန်တော်အလဲစနာကြောက်ဖို့တော့ control A နှိပ်မယ်ပြီးရင်အလဲစနာကိုကျွန်တော်တို့လေးချပေးမယ် okayဒါဆိုလို့ကျွန်တော်တို့တွေစာလေးတွေရေးကြည့်အောင်အဲ့တော့စာလေးတွေရေးဖို့ကတော့စာရေးတဲ့နီလန်းတွေကတော့အမျိုးမျိုးရှိပါတယ်ကျွန်တော်တို့တွေကိုရေးတတ်သလိုကျွန်တော်တို့ရေးလို့ရပါတယ်အဲ့တော့ပထမအနေနဲ့ကျွန်တော်တို့တွေစာကိုကျွန်တော်တို့မောက်ရဲ့စာရေးမဲ့ဥစ္စာနှိပ်ပြီးကျွန်တော်တို့ရေးမဖောက်ပေါ့နော်ကျွန်တော်ရေးမဖောက်ကျွန်တော်ရေးချလိုက်ပါအဲ့တော့ဒီဥစ္စာတော့ကျွန်တော်စာရေးတဲ့ပုံစံနီးတလန်းပေါ့အဲ့တော့ကာလာကိုကျွန်တော်တို့ကာလာပြောင်းမယ်ကာလာကိုကျွန်တော်အနီရောင်တစ်ချက်ပြောင်းထားမယ်ပြီးရင်အနောက်ကြီးဖောက်မယ်အဲ့တော့ကျွန်တော်တို့တွေဒီစာတန်းကိုကျွန်တော်တို့တွေအခုံးဖြစ်ဖို့အတွက်ကျွန်တော်တို့တွေလေကိုရွှေ့ထားမယ်နော်လေရွှေ့ပြီးလို့ရှိရင်ကျွန်တော်တို့တွေအခုံးဖြစ်အောင်ဘယ်လိုလုပ်မလဲဆိုတဲ့ဥစ္စာကို control T လေးချက်နှိပ်လိုက်တယ်နော် control T နှိပ်တာနဲ့ကျွန်တော်တို့တွေဒီမှာအခုံးပုံစံလေးရှိပါတယ်ကျွန်တော်တို့ခုံးကျင်တိုင်းခုံးလို့ရပါတယ်အဲ့တော့ဒီလိုမှကျွန်တော်တို့မခုံးတော့ဘူးဆိုရင်တော့ကျွန်တော်တို့နောက်ထပ်တနည်းရှိပါတယ်အဲ့တော့ကျွန်တော်တို့တွေဘယ်လိုမျိုးခုံးမလဲဆိုရင်ကျွန်တော်တို့တွေအဝိုင်းဆက်လောက်တိုးအဝိုင်းကိုကျွန်တော်ရွေးမယ်ရွေးပြီးရင်ကျွန်တော်တို့တွေကမောက်လေးကိုကျွန်တော်တို့ဆွဲချလိုက်မယ်ပေါ့နော်ကျွန်တော်လိုချင်တဲ့ပုံစံတိုင်းအပြင်ဒီ slide ရဲ့နော်ထဲထဲမှာကျွန်တော်တို့မရောက် right click နှိပ်ပြီးတော့ကျွန်တော်တို့မ web add ဆိုတော့ကျွန်တော်နှိပ်ပေးမယ်ပြီးရင်တော့ကျွန်တော်တို့ okay ဆိုတော့ကျွန်တော်နှိပ်ပေးမယ်ပြီးရင်တော့ခုနလိုပဲကျွန်တော်တို့တွေ font တိုးရွေးမယ်ရွေးပြီးရင်ကိုရေးချင်တဲ့ font နဲ့ကျွန်တော်တို့တွေ design ကိုရေးချင်လို့ကျွန်တော်ရေးလို့ရပါတယ်အဲ့တော့ကျွန်တော်တို့စာရေးအောင်
ဒါဖောက်တော့ကျွန်တော်တို့လေဆက်လက်ပေးပြီးတော့ကျွန်တော်တို့လိုချင်တော့ကျွန်တော်တို့လေပေးချင်ပြီးရင်တော့ကျွန်တော်တို့လေဒီပေါက်လေးဖောက်ပါတော့အဲ့ဒါတော့ window ကနေပြီးကျွန်တော်တို့လေတိုးစားကျွန်တော်ရွေးပြလိုက်တာနဲ့ကျွန်တော်တို့ဒီပေါင်းမျိုးပေါ်လာမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့လေအပေါ်ကိုကျွန်တော်တို့လေထားခြင်းတယ်ဆိုရင်တော့ကိုယ့်ရဲ့အပေါ်ကိုနည်းနည်းထပ်ရွှေ့ပေးမယ်အလဲဆန္ဒပေါ့ကိုလိုချင်လို့ထပ်ရွှေ့လို့ရပါတယ်ပြီးရင်တော့ကျွန်တော်တို့မှုတိုးနှိပ်ပြီးတော့ထားထားလို့ရပါတယ်ပြီးရင်တော့ကျွန်တော်တို့လေအတိုးပဲတီတိုးပဲကျွေးပြီးတော့ရွေးပြီးတော့ကျွန်တော်တို့လေအလဲဆန္ဒကြကြထပ်ထားမယ်နော်ကျွန်တော်အလဲဆန္ဒကိုဆွေးပြပါမယ်အဲ့တော့ဒီမောက်တိုးအမဲကိုတုံးမယ်ဆိုလို့ချင်းကျွန်တော်တို့တွေအောက်ကိုဆွဲချလို့ချင်းစာအောက်ကိုရောက်သွားမှာဖြစ်ပါတယ်အပေါ်ဆွဲတင်မှာဆိုရင်စာလုံးကအသက်ပြန်ဖြစ်သွားမှာဖြစ်ပါတယ်အဲ့တော့အပေါ်ဆွဲပြီးတော့ကျွန်တော်အလဲဆန္ဒထားခြင်းတဲ့နေရာကိုထားပေးမှာဖြစ်ပါတယ်ဟောပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီ layer ကိုကျွန်တော်တို့ copy ပွားခြင်းလည်းရတယ် copy မပွားခြင်းလည်းရတယ်အဲ့တော့နောက်တစ်ခုကျွန်တော်တို့ထပ်လုပ်ကြည့်အောင်ခုနလိုပဲကျွန်တော်တို့ select တိုးရွေးမယ်ရွေးပြီးတော့ကျွန်တော်တို့ select တိုးရွေးပြီးတော့ကျွန်တော်တို့ခုနလိုပဲကျွန်တော်တို့ mouse လေးနဲ့ဆွဲချပေးပါမယ်ပြီးရင်တော့ကျွန်တော်တို့လိုသလောက်ကျွန်တော်တို့ဒီ mouse လေးနဲ့ရွှေ့ပေးပါမယ်ပြီးရင် mouse ရဲ့ right နဲ့ခုနလိုပဲကျွန်တော်တို့လေ mouse pause တော့ကျွန်တော်တို့နှိပ်ပြီးမယ်ပြီးရင် okay အဲ့တော့စာရေးမယ်ဆိုရင်တော့ဒီမှာကျွန်တော်တို့ကြိုက်နေတဲ့ဖောက်ကိုနောက်တစ်မျိုးပြန်ပြောင်းမယ်အဲ့တော့ဒီမှာတော့ www.mouse.com အဲ့တော့ခုနလိုပဲကျွန်တော်တို့ဒီ mouse ကိုတုံးပြီးတော့ကျွန်တော်တို့အဲ့တော့အပေါ်ကဖောက်ပြောင်းသွားတဲ့ဥစ္စာကိုကျွန်တော်တို့အရင်ပြောင်းမယ်နော်အဲ့တော့ဒီဥစ္စာပြောင်းသွားရင်လည်းဘာမှစိုးရင်စရာမရှိပါဘူးကျွန်တော်တို့တွေပထမပြောင်းခဲ့တဲ့ဖောက်ကိုကျွန်တော်တို့တွေမှတ်မိဖို့လိုအပ်ပါတယ်အဲ့တော့ပထမပြောင်းခဲ့တာကျွန်တော်တို့တွေ Win 10ဆိုတဲ့ဥစ္စာကိုကျွန်တော်ပြောင်းခဲ့တာအဲ့တော့မောင်စေတနာဤပညာအဲ့တော့ဒီဥစ္စာကိုပဲကျွန်တော်တို့ control G နဲ့ယူမယ်ဗျာ control G နဲ့ယူတော့ကျွန်တော်တို့ copy ပွားထားတာပေါ့ copy ပွားပြီးတော့ကျွန်တော်တို့ဘာလို့မလဲဆိုတော့မောက်လေးနဲ့ကျွန်တော်တို့ဆွဲချပြီးရုံပါနော်မောက်လေးနဲ့ဆွဲချပြီးကျွန်တော်တို့ခုနမှုတိုးလေးကိုပဲကျွန်တော်တို့နှိပ်ထားပြီးတော့ကျွန်တော်တို့ဒီဥစ္စာကိုကျွန်တော်တို့ဆွဲသွားလို့ရပါတယ်
အဲ့တော့ဒီမှာတော့ကျွန်တော်တို့တွေ copy layer ပွားပြီးလို့ရှိရင်တော့ကျွန်တော်တို့တွေဆွဲချတဲ့အခါကျလို့ကျွန်တော်တို့ control ကိုကျွန်တော်တို့ချက်နှိပ်ထားပါတယ်ပြီးရင် move ကိုနှိပ်ပြီးတော့ကျွန်တော်တို့တွေကိုထားခြင်းတဲ့နေရာကိုကျွန်တော်တို့ထားမယ်ပြီးရင်တော့ဒီမှာကျွန်တော်တို့တွေရေးခြင်းတဲ့ဖောက်ကိုကျွန်တော်တို့ရေးဖို့အတွက်တီပုံစံကျွန်တော်တို့တွေပုံစံတွေကိုရွေးပြီးတော့ကျွန်တော်တို့တွေလုပ်အောင်မှာဖြစ်ပါတယ်နောက်အားလုံးကိုကျွန်တော်တို့ဆက်လက်ပေးမယ်အဲ့တော့ဒီမှာတော့ကျွန်တော်ရေးကျင်တဲ့ဖောက်ကိုကျွန်တော်တို့ပြန်ပြောင်းမယ်အဲ့တော့ဒီတော့ဒီမှာအဲ့တော့အားလုံးကိုကျွန်တော်တို့တွေဆက်လက်ပေးပြီးတော့ကျွန်တော်တို့တွေကိုလိုချင်တဲ့ဖောက်ကိုကျွန်တော်တို့ရွေးချယ်လို့ရပါတယ်နော်ကျွန်တော်တို့အားလုံးကိုဆက်လက်ပေးပြီးသွားရင်တော့ကျွန်တော်တို့ဖောက်ကိုကျွန်တော်တို့ပြန်ပြင်လို့ရပါတယ်အဲ့တော့ကျွန်တော်စာတန်းကိုကျွန်တော်တို့တွေညီဖို့အတွက်ကျွန်တော်တို့တွေစာတန်းကိုပြန်ပြင်ဖို့အတွက်ဒီပုံစံကိုကျွန်တော်ရွေးမယ်ရွေးပြီးလို့ရှိရင်ကျွန်တော်တို့အားလုံးကိုဆက်လက်ပေးမယ်ပေးပြီးတော့ကျွန်တော်တို့ control နှိပ်ပြီးတော့ကျွန်တော်တို့ရွှေ့ကျင်တဲ့နေရာကိုကျွန်တော်တို့ရွှေ့သွားလို့ရပါတယ်ပြီးတော့ကျွန်တော်တို့ under key ခောက်မယ်
ဒီမှာတော့ကျွန်တော်တို့တွေအကုန်လုံးကိုယ့်ရဲ့စာတွေရေးပြီးရင်တော့ကိုလိုချင်တဲ့ဒီဇိုင်းကိုထပ်ဖော်ခြင်းနဲ့ဆိုလည်းရသေးပါတယ်ကိုလိုချင်တဲ့ဒီဇိုင်းကိုထပ်ဖော်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့တွေနောက်ထပ်တစ်ခုကိုကျွန်တော်တို့4000နဲ့ကျွန်တော်တို့တစ်ချက်ပြန်လုပ်ရမှာဖြစ်ပါတယ်အဲ့တော့ဒီမှာကျွန်တော်တို့လိုချင်တဲ့ဥစ္စာကိုကျွန်တော်တို့လုပ်မယ်လုပ်ပြီးရင်ခုနလိုပဲကျွန်တော်တို့တွေတော်သွားမလို့ဆိုကျွန်တော် stone ဆိုတဲ့နေရာကိုသွားမယ်နောက် stone နဲ့နော်ဒီ color over မှာကျွန်တော်တို့ပြောင်းမှာဖြစ်ပါတယ်over မှာတော့ကျွန်တော်တို့တွေအနက်ရောင်မှာထားမယ်ပြီး stone မှာတော့ကျွန်တော်တို့အဖြူအောင်ကိုကျွန်တော်ရွေးချက်ပေးထားမှာပြီးရင်တော့ဒီမှာကျွန်တော်တို့ထားခြင်းနဲ့အရာကိုင်းတော့ထားပြီးမယ်ပြီးရင်တော့ကျွန်တော်တို့ okay ပြီးရင်တော့ဒီကောင်းအောင်လည်းကျွန်တော်တို့တွေဘာလုပ်မလဲဆို control ကျွန်တော်တို့တွေ mouse right click နှိပ်ပြီးတော့ stay ဆိုတော့နှိပ်ပြီးပြီးရင်တော့ control T mouse right click နှိပ်ပြီးတော့ mouse ဆိုတော့ပြောင်းပေးမယ်ပြီးရင်တော့ကျွန်တော်တို့လိုချင်တဲ့အခုံးကိုပြောင်းမယ်နော်ကျွန်တော်လိုချင်တဲ့အခုံးကအရန်ကြီးနေတယ်ဆိုရင်တော့ကျွန်တော်တို့မောက်လေးနဲ့ဆွဲချပြီးတော့သေးလို့ရပါတယ်နော်ကိုလိုချင်တာရပြီဆိုရင်တော့ apply ပြီးရင်တော့ကျွန်တော်ထားခြင်းတဲ့နေရာမှာကျွန်တော်ထားမယ်ပြီးရင် lesson ရဖို့အတွက် control A နှိပ်မယ်ကျွန်တော်တို့လေ lesson ကိုကျွန်တော်ပို့ပေးမယ်ပြီးရင် control D နဲ့ဆက်လက်ပြန်ဖြောင်းအဲ့တော့ခုနမှားနေတဲ့စာမှာလည်းကျွန်တော်တို့ပြန်ပြင်မယ်ဆိုရင်တော့ကျွန်တော်တို့တွေတိပုံစံကျွန်တော်နှိပ်မယ်ကြံခဲ့တဲ့နေရာကိုကျွန်တော်တို့မှောက်လေးနဲ့ချက်နှိပ်ပြီးတော့ကျွန်တော်တို့ကြံခဲ့တဲ့နေရာကိုကျွန်တော်တို့ထပ်ပြင်ပါမတော့မခက်ပါဘူးအဲ့တော့ဒီမှာလည်းကျွန်တော်တို့ထည့်ခြင်းတဲ့စာကိုကျွန်တော်တို့ထည့်မယ်ဒီမှာထည့်ခြင်းတဲ့စာထည့်မယ်ဆိုတော့ခုနလိုပဲကျွန်တော်တို့လုပ်ပေးရမှာဖြစ်ပါတယ်မောင်ရဲ့ right click နဲ့အမဲဆိုတော့ကျွန်တော်နှိပ်ပြီးရင် okay ပြီးရင်ကိုရေးခြင်းတဲ့စာကိုကျွန်တော်တို့ရေးလို့ရပါတယ်ဒီမှာတော့ကျွန်တော်ဆက်လက်ပေးပြီးတော့ကျွန်တော်တို့လိုချင်တဲ့ဥစ္စာကိုကျွန်တော်တို့ site ကိုတင်လို့ရပါတယ်ပြီးရင်တော့ကျွန်တော်တို့အပေါ်အောက်ကိုကျွန်တော်ရွှေ့ပြီးဖို့အတွက်လိုအပ်ပါတယ်အဲ့တော့ကျွန်တော်တို့တွေရသွားပြီဆိုရင်တော့ကျွန်တော်တို့အားလုံးကတော့ပြီးစီးသွားပါပြီပြီးစီးသွားပြီဆိုလို့ကျွန်တော်တို့စာတွေကိုကျွန်တော်တို့ဘယ်လိုဒီဇိုင်းပြောင်းမလဲပြောင်းကျင်တဲ့ဒီဇိုင်းကိုကျွန်တော်တို့ပြောင်းလို့ရပါတယ်
အဲ့တော့ကျွန်တော်တို့လိုချင်တဲ့စာတွေလိုချင်တဲ့ဒီဇိုင်းကိုကြောင်းပြီးတော့ဒီကျွန်တော်ဒီဒီဇိုင်းကတော့ကျွန်တော်ပြီးပါအဲ့တော့ကိုလိုချင်တဲ့ဒီဇိုင်းနဲ့ကိုလိုချင်တဲ့ဥစ္စာရဖို့ဆိုတာကျွန်တော်တို့လေအချိန်တွေကိုအများကြီးပေးရတယ်ဆိုတဲ့အကြောင်းကိုလည်းပြောပြခြင်းပါတယ်အဲ့တော့ဒီဒီဇိုင်နာတစ်ခုဖြစ်ဖို့ကကျွန်တော်တို့တွေအကောင်းဆုံးအနေနဲ့လေ့လာပြီးတော့အကောင်းဆုံးအနေနဲ့တော့ကျွန်တော်တို့တွေကိုယ်ဥစ္စာကိုသူများနဲ့မတူအောင်လည်းလှပခြင်းเนาะသူများစီရတယ်ကျွန်တော်တို့တွေအတူခိုးရတယ်လို့ကျွန်တော်တို့အုံနောက်ညံနေတယ်ကျွန်တော်တို့တွေးသုံးပြီးလောက်ရတဲ့အဆင့်တွေလည်းရှိပါတယ်အဲ့တော့ဒီလောက်ရတဲ့အဆင့်တွေမှာတိုးရတော့တုံးရတာတိတ်မများဘူးဆိုပေမဲ့ကျွန်တော်တို့တွေအနည်းငယ်တော့အခင်းရင်းရှိပါတယ်အဲ့တော့ကျွန်တော်လုပ်တဲ့အတိုင်းလိုက်ပြီးတော့လိုက်လုပ်ကြည့်ရင်တော့အားလုံးပဲအဆင်ပြေလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်အားလုံးပဲကျွန်တော်ရဲ့ဒီဒီဇိုင်းလေးကိုကြည့်ပြီးတော့အားလုံးပဲလောက်တိုင်းကြပါပြီလို့ဆုတောင်းပေးလိုက်ပါတယ်